ကမ္ဘာဖလားကိုပထမဆုံးလာကစားတဲ့အသင်းလေးဒါပေမဲ့စပိန်ကိုတည်ရကန်တယ်ဥရုဂွေးကိုတည်ရကန်ပြီးအမှတ်တွေယူခဲ့တယ်ပြီးတော့သူတို့ရဲ့ကိုသမားတစ်ယောက်ကတညာလေးနဲ့ကဘာကျော်သွားခဲ့ပါတယ်ကိတ်ပါဒီကဒီဝေါကက်ရဲ့အန်ဟောစရာကောင်းတဲ့အသင်းလေးပါ2026 World Cup မစခင်မှာလူအများစုကကိတ်ပါဒီကိုတိတ်လေးမထားကြပါဘူးဒါပေမဲ့သူတို့ကကမ္ဘာဖလားစင်မြင့်ပေါ်ရောက်လာပြီးအချိန်ကစပြီးအားလုံးရဲ့အမြင်ကိုပြောင်းလဲပြစ်လိုက်ပါပြီပထမပွဲမှာဥရောပချန်ပီယံစပိန်နဲ့တွေ့ဆုံပြီးဇီးတီရလက်ကိုရယူနိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာကိတ်ပါဒီကိုသမားဘိုးစင်းညာကမယုံနိုင်စရာကောင်းလောက်အောင်လက်စွမ်းပြခဲ့ပြီးစပိန်ရဲ့အချင်းချင်းကန်သွင်းမှုတွေကိုကာကွယ်ခဲ့တာကြောင့်ကမ္ဘာလုံးကချီးကျူးခဲ့ကြပါတယ်ပွဲပြီးချင်းမှာတော့အသက်40အရွယ်ကိုသမားကြီးဘိုးစင်ညာရဲ့ Instagram follower တွေဟာတိတိတသာတိုးတက်လာခဲ့ပြီးအခုဆိုရင် follower 15 million တောင်ဖြစ်နေပါပြီForward fan တွေကသူ့ကို Rocket Hero လို့တောင်ခေါ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ကိတ်ပါတီရဲ့ပုံမြင်ကဒီမှာမပြီးသေးပါဘူး။ဒုတိယပွဲမှာကမ္ဘာချန်ပီယံ2ကြိမ်ယူထားတဲ့ဥရုဂွေးနဲ့ရင်ဆိုင်ရချိန်မှာလည်းသူတို့ကအကြောက်လက်မရှိကစားခဲ့ကြပါတယ်။ပွဲအစမှာတော့ Kevin Pina က32မီတာအကွာကနေအလွတ်တက်ကန်ဘောကိုတိုက်ရိုက်သွင်းပြီးကိတ်ပါတီရဲ့ Rocket တမိုင်းတစ်လျှောက်ပထမဂိုးကိုရယူပေးခဲ့ပါတယ်။ဥရုဂွေးကဂိုးတွေပြန်သွင်းပြီး2-1နဲ့ဦးဆောင်သွားပေမဲ့ကိတ်ပါတီကအရှုံးမပေးခဲ့ပါဘူး။လူစားဝင်ကစားသမားဟယ်ရီဘရဲလာကဂိုးသမားကိုကြော်ဖြတ်ပြီးခြေပါကိုတွင်းယူကတူးတရေရလက်ကိုဖန်တီးပေးခဲ့ပါတယ်။စပိန်ကိုတရေကန်တယ်ဥရုဂွေးကိုတရေကန်တယ်ပထမဆုံးဝေါ်ကက်ရှင်ပြိုင်ခဲ့တဲ့အသင်းအတွက်ဒီရလက်တွေဟာအံ့ဖွယ်အောင်မြင်မှုတစ်ခုပါပဲ။ကိတ်ပါဒီကတော့ဒီဝေါ်ကက်ရဲ့စင်ဒရယ်လာစတိုရီကိုတကယ်ပဲရေးသားနေရလား။ပြည်သက်ကြီးရောဘယ်လိုမြင်လဲဗျ။ကွန်မန့်မှာဝင်ရောက်ရေးသွားနိုင်ပါတယ်ခင်ဗျာ။